အာနာပါနကမ္မထံဟာသင်ရတာအင်မတန်လွယ်ကူတယ်နိစ္စနဲ့မရှိဘူးစိတ်ကမရှိရင်တော့အင်မတန်ခက်ပါတယ်ယခုတော့လွယ်လွယ်လေးပဲသွားမယ်နားလေသလိုလိုသဘောပေါက်တဲ့အယူအဆတွေအမျိုးမျိုးကိုပြောင်းလဲပြီးတော့သင်နေကြတာလည်းရှိတယ်တော်တော်လေးကိုလည်းပင်ပန်းနေတာတွေလည်းရှိကြတယ်အာနာပါနကမ္မထံတစ်ခုလုံးနဲ့အခက်အခဲတွေအများကြီးရှိနေကြတာလည်းရှိတယ်ရင်ထဲမှာတင်းကျပ်နေတယ်မုန်းကျပ်နေတယ်မျက်နှာတစ်ခုလုံးတင်းနေတာမျက်လုံးတွေအောင့်နေတာတွေဟာယောဂီတော်တော်များများကဖြစ်နေကြတယ်ယခုအဲ့ဒီလိုမျိုးမဖြစ်ရအောင်အပြစ်ကင်းကင်းကလေးနဲ့တန်တန်ရှင်းရှင်းကလေးနဲ့ဒုက္ခဇဝေဟာရောချမ်းချမ်းသာသာနေထိုင်နိုင်ရေးအတွက်ယနေ့ပို့ချပေးမှာဖြစ်တယ်တဲ့နော်လုပ်ငန်းတစ်ခုကိုပြုလုပ်တော့မယ်ဆိုရင်ကိုပြုလုပ်တဲ့ဘာသာရလုပ်ငန်းခွင်တစ်ခုလုပ်ငန်းအသစ်တစ်ခုပြောင်းတော့မယ်ဆိုရင်လည်းကိုပြောင်းလဲမဲ့ပြောင်းပြီးလုပ်မဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးအကြမ်းမြင်ဘ ਹੁ တုတ္တဆိုတာရှိထားရတယ်အကြမ်းမြင်ဘ ਹੁ တုတ္တအနေနဲ့ကြိုတင်ပြီးသိထားရမယ်၅မျိုးဆိုတာနံပါတ်1တတိရဲ့အကြောင်းကိုသိထားရမယ်တတိဆိုတာအာယုံကိုအမှတ်ရခြင်းမမေ့ပြောက်ခြင်းနောက်တနည်းမျက်စိပိတ်ပြီးအလုံးလုံးတဲ့အခါစိတ်ကိုစောင့်ရှောက်ခြင်းဒါလောက်မှတ်ထားလိုက်လုံလောက်တယ်စောင့်ရှောက်ခြင်းထိမ့်သိမ့်ခြင်းမဟုတ်ဘူးနော်ထိမ့်သိမ့်ခြင်းဆိုတဲ့အသုံးနှုန်းတစ်ခုကိုသုံးမိသွားရင်အသုံးနှုန်းလွဲချော်တဲ့အတွက်ကြောင့်လုပ်ငန်းတွေလွဲချော်သွားပါတယ်ထိမ့်သိမ့်မှုဆိုတဲ့အသုံးနှုန်းကိုသုံးတဲ့ယောဂီတိုင်းဒီရင်ထဲမှာတင်းကျပ်လာတယ်မွန်းကျပ်လာမောလာတယ်ပင်ပန်းလာတယ်တတိထားတယ်စောင့်ရှောက်တယ်ဂယုစိုက်တယ်ဒါအပြစ်ကင်းတဲ့အသုံးနှုန်းစကားလုံးတွေအရေးကြီးပါတယ်တဲ့နော်တတိဆိုတာအာယုံကိုအမှတ်ရခြင်းမမေ့ပြောက်ခြင်းမျက်စိပိတ်ပြီးအလုံးလုံးတဲ့ချိန်ခါမှာလည်းပဲစိတ်ကိုစောင့်ရှောက်နေတတိထားတယ်မလုံလောက်ဘူးစောင့်ရှောက်တယ်မလုံလောက်ဘူးဂယုစိုက်တယ်အဲ့ဒီသုံးခုသည်တတွဲတည်းပဲတစ်ခုမဟုတ်တစ်ခုလုံလောက်ပါတယ်တဲ့နော်တတိထားလို့ပြောလိုက်လို့လုံလောက်တဲ့သူအတွက်တတိထားဆိုတဲ့အသုံးနှုန်းနဲ့ပြီးသွားတယ်မလုံလောက်တဲ့သူအတွက်စောင့်ရှောက်နေတဲ့စိတ်ကိုစောင့်ရှောက်တယ်လို့ဆိုလိုတဲ့စိတ်ကိုတတိထားတဲ့စိတ်ကိုစောင့်ရှောက်နေဂယုစိုက်ဆိုတာအဲ့ဒီဂယုစိုက်ဆိုတဲ့အသုံးနှုန်းကတတိကိုပံ့ပိုးပေးလိုက်တဲ့လေးလေးနက်နက်ကိုရှိစေတယ်အရေးကြီးတယ်နော်အဲ့ဒီတော့တတိကိုဥပမာပေးထားတယ်မိခင်နဲ့ဥပမာပေးထားတယ်မိခင်ကသူ့ရဲ့ရင်သွေးလေး6လ10လ